မင်္ဂလာပါ360 New သတင်းကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပြိုင်ဘက်ပါတီကိုပုတ်ခတ်စော်ကားနေတဲ့ချမ်ဖို့ပါတီဘူးလက်လဆွေကို UEC အရေးယူဖို့ကြောက်နေစစ်အာဏာရှင်တွေတောင်းနေတဲ့ MNDAA တင်ထားတဲ့မြို့နယ်ကိုကိုကန့်အထူးဒေသတစ်ဖွဲ့စည်းတော်လိုင်းရဲဘော်ရဲ့ဂူပိတ်မှန်ကိုရိုင်းဆိုင်စော်ကားတဲ့ lobby ကျော်စိုးဦးဖန်ဝရန်ထုတ်ခံရရွေးကောက်ပွဲအတုမှာတက်တွင်းမဲယုံမှုလုပ်တဲ့အကြောင်းတအုပ်ကိုတော်လိုင်းအဖွဲ့ကဖမ်းဆီးစားတဲ့သတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးသတင်းကိုပြောရရင်ဘူးလက်လဆွေအကြောင်းနဲ့စားလိုက်ရအောင်ပါပြီးခဲ့တဲ့ဒီဇင်ဘာလဒုတိယအပတ်ကကျန်းဖို့ပါတီနေပြည်တော်ကောင်စီဥက္ကဋ္ဌဘူးလက်ဂျာနယ်မှာတာဆညာပါတီကိုဝေဖန်ပုတ်ခတ်ရေးသားခဲ့တဲ့ဘူးလက်လဆွေကိုတာဆညာပါတီကရွေးကော်မှာတိုက်တန်းခဲ့ပေမဲ့အရေးယူဖို့ကြောက်လန့်နေကြပါတယ်ဘူးလက်လဆွေကသူအာဏာရဖို့ဘယ်နိုင်ငံရေးပါတီကိုမဆိုပုတ်ခတ်စော်ကားတဲ့ရုပ်သံဗီဒီယိုမှတ်တမ်းကိုTikTok မှာဖြန့်ဝေလေးရှိနေတာပါဒါပြင်သူအာဏာရလာပါက PDF ရဲဘော်တွေအေးအပါဝင်တော်လိုင်းအင်အားစုတွေရှိတဲ့နေရာကိုလီရင်ဘုံကျဲပြီးအမြင့်ဖြတ်ချေမုံပစ်မယ်လို့ကြုံဝါလေးရှိပါတယ်အခုစစ်တပ်ကျင်းပတဲ့ရွေးကောက်ပွဲမှာဘူးလက်လှဆွေဟာခိုးထားတဲ့မဲတွေနဲ့ပုပ္ပတီရီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရထားတယ်လို့ UEC အတူကကြေညာထားပါတယ်ဆက်လက်ပြီးတော့ဆီအာနာရှင်တွေတောင်းနေတဲ့ MNDAA တင်ထားတဲ့မြို့နယ်ကိုကိုကန့်အထူးဒေသတစ်ဖွဲ့စည်းလိုက်ပါတယ်စစ်အာဏာရှင်တွေဟာတရုတ်ကူညီရယူပြီးတိန်နီနဲ့ကုတ်ခိုင်မြို့အပါဝင်ကိုကန် MNDAA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစုစည်းပြီးခရိုင်၄ခုမြို့နယ်တစ်ခုဖြစ်ကိုကန်အထူးဒေသကိုဖွဲ့စည်းလိုက်ပြီးလို့ကြေညာလာပါတယ်ကိုကန်အထူးဒေသနယ်မြေတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးတယောက်မျှမရှိတော့ဘဲကိုကန်ဒေသနဲ့မုံကိုခရိုင်ရဲ့တမိုင်းဝင်နယ်မြေတွေကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ဇန်နဝါရီလ6ရက်နေ့ကထုတ်ပြန်တဲ့ကိုကန်အထူးဒေသကိုပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်စစ်ကောင်စီတပ်များလုံးဝကင်းစင်သွားပြီဖြစ်တဲ့ကိုကန့်ဒေသကိုအထူးဒေသတစ်ဖြစ်တတ်မှတ်ထားပြီးကိုကန့်မြို့တော်ဖြစ်လောက်ကင်နဲ့ကွတ်ကင်တိတ်တီလောက်ကင်မိုးကုန်းခရိုင်ဆိုပြီးခရိုင်၄ခုမြို့တော်တစ်ခုဖြစ်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်2029စစ်စင်ရေးနဲ့တူကိုကန့်အထူးဒေသတစ်ခုလုံးကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ9ရက်ကိုလည်းကိုကန့်ဒေသရဲ့ပြန်လည်ထူထောင်ရေးနေ့ဖြစ် MNDAA တရားဝင်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်MNDAA ဟာ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာညီနောင်မဟာမိတ်ဖြစ်တဲ့အာရခတပ်တော် AA နဲ့တောင်တပ်မတော် TNLA တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်ချင်းရွှေရောကွမ်းလုံတိန်နီတာမုံညဲပန်ဆိုင်မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်အတူရောက်ရွေးကောက်ပွဲကိုဝင်ပြိုင်နေတဲ့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကတော့ခေဆိုးစနစ်စိုးကြီးမှာလူကောင်းတွေကိုတွေ့ရတယ်လို့ဝမ်းသာကြောင်းပြောလာပြန်ပါတယ်စစ်တပ်အလိုတော်တိုင်းကျင်းပတဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ဦးကိုကိုကြီးဟာနိုင်ငံရေးတမန်တော်တူဖြစ်ပေမဲ့အာဏာသိမ်းပြီးနောက်တော်လိုင်းအင်အားစုတွေပေါ်အမြဲလိုပြစ်တင်ဝေဖန်လေးရှိသူပါတစ်ဆက်တည်းမှာပဲအကြမ်းဖက်အာဏာရှင်တွေဟာရွေးကောက်ပွဲဥပဒေကိုလိုသလိုပြင်ဆင်ဖို့ရွေးကောက်ပွဲဥပဒေနဲ့အရေးယူခံရတဲ့သူ300ကျော်ရှိပြီဖြစ်ပါတယ်အဲ့ဒီထဲမှာအရေးယူမှု240ကျင်းရှိပြီးဖမ်းဆီးခံရတဲ့သူပေါင်း335ဦးရှိကအမျိုးသမီး60ကျော်ပါဝင်တယ်လို့ထုတ်ပြန်ပါတယ်နောက်တစ်ပုဒ်ကတော့မြင်းချံတိုက်ပွဲမှာစစ်သား3ဦးသေဆုံးကလက်နဲ့အများပြားကိုသိမ်းမိခဲ့တယ်လို့မြင်းချံ Black Tiger MBT ထံကနေသိရပါတယ်။ဇန်နဝါရီလ6ရက်နေ့ည8:00နာရီလောက်မြင်းချံမြို့အနောက်ဘက်ပိုက်တဲကုန်းချေးရွာဘက်ကိုလှည့်ကင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကိုတော်လိုင်းတပ်ဘက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား3ဦးသေဆုံးပြီး MA1 တနက်တလက်ခရန်အချို့နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိရလို့ဆိုပါတယ်အဲ့တိုက်ခိုက်မှုကိုမြင်းချံ Black Tiger MBT ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူးပေါင်းတပ်ဘက်ကအထီးကိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲပဲခူးတိုင်းရေတာရှိမှာရွေးကောက်ပွဲအတူအပိုင်းနဲ့ပြုလုပ်ဖို့ပြင်နေတဲ့ကြေးရွာ200ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့နေပြည်တော်တိုင်းဗျူဟာကနေသိရပါတယ်။ဇန်နဝါရီလ9ရက်ည9:00နာရီလောက်ကနေပြည်တော်တိုင်းစစ်ဌာနဗျူဟာ19မှာရဲဘော်များကရေတာရှိမြို့နယ်စင်ခွေကျွေးရနဲ့ကုလိုကုန်းကြေးရွာတို့ကိုအတန်မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကတော့ဇီးကုန်းတိုက်ပွဲမှာအကြမ်းဖက်စစ်သား4ယောက်မသာပေါ်သွားတဲ့သတင်းမှာမနေ့ကဇန်နဝါရီလ9ရက်မနက်အစောပိုင်းမှာဇီးကုန်းမြို့နယ်ဝီကောက်ပင်ကျေးရွာပြူစောတိအင်အား30နီးပါးအထိုင်ချထားတဲ့စခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား4ကောင်မသာပေါ်သွားပြီး9ကောင်ကမသိမရှင်ဖြစ်သွားပါတယ်။ဒါပြင်စခန်းမှာတက်ဆွဲထားတဲ့ပြူစောတိအဖွဲ့တွေကခွေပြေးဝက်ပြေးတို့ထွက်ပြေးခဲ့ရပြီးတော်လိုင်းတပ်တွေကစခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းကပြူစောတိတွေဟာပြည်သူတွေပေါ်နိုင်ကျင့်ချင်းချောက်ပြီးစစ်မှုထမ်းထမ်းခိုင်းတာငွေတောင်းတာတွေလုပ်နေတဲ့အတွက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။နောက်တစ်ပုဒ်ကတော့
အာဏာရှင်တွေရဲ့အကျဉ်းစရာလက္ခဏာအတိုင်းပြည်သူတွေအကြက်တဲဖြစ်နေတဲ့အချိန်တောင်ကြီးမြို့ပြည်နယ်အားကစားကွင်းပတ်ပတ်လည်ကဈေးဆိုင်ခန်းတဲ့တိုက်ခန်းတွေကိုအကြမ်းဖက်စစ်အာဏာရှင်တွေကဖယ်ရှားခိုင်းနေပါတယ်။အဲ့ဒီမှာဆိုင်ခန်းဖွင့်လှစ်ထားတဲ့သူတွေဆိုင်ခန်းပိုင်ရှင်တွေထိုင်အကြမ်းဖက်စစ်အာဏာရှင်မြို့နယ်ထွေအုပ်ကဇန်နဝါရီလ9ရက်နေ့ကစာထုတ်ပြီးရပ်ပိုင်းတွင်အမြန်ဖယ်ရှားပေးဖို့ပြောဆိုခဲ့တာပါ။အဲ့ဒီနေရာကိုနိုင်ငံတကာအဆင့်မီအားကစားကွင်းတိစောက်ဖို့နဲ့လူငယ်ရေးရာစင်တာတိစောက်ဖို့အကြောင်းပြချက်နဲ့ဖယ်ရှားခိုင်းတာဖြစ်တယ်လို့ပြောပါတယ်။စာထုတ်ပြီးနိုင်ပိုင်းတွင်းမှာပဲအဲ့ဒီနေရာကိုတွေ့တန်းထားတဲ့လျှက်စစ်မီးတွေကိုအာဏာရှင်ပြည်ဖြတ်တောက်ခဲ့ပြီးတချို့ဆိုမောင်းချခံရတဲ့အတွက်အခက်အခဲတွေဖြစ်နေကြပါတယ်။အဲ့ဒီနေရာကိုလွန်ခဲ့တဲ့နှစ်30ကျော်ကတည်းကတိစောက်ထားတာဖြစ်ပြီးစိုက်ခန်းတိုက်ခန်းပေါင်း200ကျော်ရှိပြီးအများစုကပင်စင်စားနဲ့ဝန်ထမ်းအတိုင်းဝိုင်းတွေကနေထိုင်ကြပါတယ်။ရခိုင်ဘက်ကသတင်းကိုပြောရရင်ကြောက်ဖြူမှာစစ်တပ်လက်ချက်နဲ့အသက်73နှစ်အရွယ်မိန်းကလေးငယ်တဦးအပါအဝင်အမျိုးသမီး3ဦးတပ်ဖြတ်ထားတဲ့ရုံလောင်းကိုပြန်တွေ့ခဲ့ရပါတယ်။သူတို့ဟာအုံတော်ကြီးရွာကဒေသခံတွေဖြစ်ကြပြီးပြီးခဲ့တဲ့နှစ်အောက်တိုဘာလပထမအပတ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးခဲ့တာပါ။ဖမ်းဆီးခံရတဲ့နေ့ကအမျိုးသမီး9ယောက်ဖြစ်ပြီးအဲ့ဒီနေ့မှာပဲ2ဦးကိုပြန်လွှတ်ပေးခဲ့ရပြီးကျန်တဲ့3ဦးကအဆက်အသွယ်များပျောက်ဆုံးနေတာ2026ခုနှစ်ဇန်နဝါရီ2ရက်နေ့ထိပဲဖြစ်ပါတယ်။အသက်ခံရတဲ့သူတွေကအသက်55နှစ်အရွယ်အသက်32နှစ်အရွယ်အသက်73နှစ်အရွယ်အမျိုးသမီးတွေဖြစ်ကြပါတယ်။သူတို့ကိုအမှတ်30နှစ်ရဲတရင်ကထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်ပြီးရုပ်လောင်းကိုကြောက်ဖြူတောင်နီးတောဆက်မှာမြုပ်နှံထားတာပါ။နောက်ဆုံးတစ်ပုဒ်မှာဆိုရင်တော့အတူရောင်ရွေးကောက်ပွဲမှာတက်တွင်းမဲယုံမှုလုပ်တဲ့ကျောင်းတအုပ်ကိုတော်လိုင်းအဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဖမ်းဆီးခံရတဲ့သူဟာရေးမြို့နယ်ကျောင်းရအထက်တန်းကျောင်းမှာကျောင်းအုပ်ကြီးဖြစ်တာဝန်ကျနေတဲ့အသက်58နှစ်အရွယ်ဦးသူရထွန်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဇန်နဝါရီလ3ရက်နေ့ကရေးမြို့နယ်ကနေဇာတိဖြစ်တဲ့မူးတုံမြို့ကိုအပြန်လိမ္မော်ချန်ကျေးရွာနဲ့အောင်တပြေကျေးရွာအကြားမှာအမည်မသိတော်လိုင်းအဖွဲ့တစ်ခုကဖမ်းဆီးခဲ့တာပါ။သက်ဆိုင်ရာအဖွဲ့တွေကသတင်းထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက်ဦးသူရထွန်းကိုပဲအဖွဲ့ကဖမ်းဆီးခဲ့တာကိုတော့ပြောပြခဲ့ခြင်းမရှိပါဘူး။လက်ရှိဦးသူရထွန်းကိုဘယ်နေရာမှာထိမ့်သိမ်းထားသလဲဆိုတာမသိရပေမဲ့သက်ဆိုင်ရာအဖွဲ့တွေကကောင်းမှုစွာထိမ့်သိမ်းထားတယ်လို့သူကဆက်ပြောပါတယ်။မိုဘီဖက်ဒရယ်ကောင်စီ MFC အပါအဝင်မိုဘီနယ်တွင်လှုပ်ရှားနေတဲ့တော်လိုင်းတပ်တွေကစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်သူတွေကိုဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့360 News သတင်းကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။ဒီစီစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ညနေ6:00နာရီမှာ360 News YouTube Channel ကနေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။